ကောင်လေးကတောထဲမှာပုံပြီးအဖေဖြစ်သူကတခြားသူတွေကိုတိုင်းတင်ပေးနေတာကိုချောင်းကြည့်လေးရှိပါတယ်အခြေခံတိုင်းကွက်နှစ်ကွက်လောက်တက်တာနဲ့အဖေကမိသားစုရဲ့ရှို့ဝက်တိုင်းကွက်ကိုထုတ်သုံးလိုက်ပါတယ်ရိုက်ချက်ကြောင့်ကြောက်တုံးကတိုးဘူးလို့ကြေမိုးသွားပါတယ်ကောင်လေးကတခါပဲမြင်လိုက်ရပေမဲ့အသေးစိတ်ချက်လက်တိုင်းကိုမှတ်မိနေပါတယ်လေ့ကျင့်မှုစတာနဲ့သူကအတွင်းအားကိုထုတ်လွှတ်နိုင်ပြီးလက်တိတစ်ချက်တည်းနဲ့မြေကြီးကိုတုံခါသွားစေပါတယ်13နှစ်လုံးနေ့ရောညပါလေ့ကျင့်ခဲ့ပါတယ်သူ့ရဲ့အတွင်းအားကနှဆိုင်လာပြီးရိုက်ချက်တစ်ချက်တည်းနဲ့ပေါင်100လေးတဲ့ကြေးကောင်းလောင်းကိုအတန်မီစေနိုင်ခဲ့ပါတယ်နောက်ထပ်ရိုက်ဖို့ပြင်းတော့အမေဖြစ်သူကမြင်သွားပါတယ်စောင်းနေရဲ့ကောင်းလောင်းကိုကြည့်ပြီးတားဖြစ်သူတိုင်းကိုတင်နေမှန်းသိလိုက်ပါတယ်တရားမဝင်တာဖြစ်နေလို့တိုင်းတင်တာကိုတားမြစ်ထားတာကြောင့်ဒူးထောက်တောင်းပန်ခိုင်းပါတယ်ပါရမီပါတဲ့အကိုကြီးတော်မှစီကံဖောက်လို့အဖေဖြစ်သူကအယူလုပ်ပစ်ခဲ့တာပါအကိုကြီးရဲ့ခေါင်းကိုအဖေကဓာတ်နဲ့ရိုက်ခဲ့တာကိုကောင်လေးမှတ်မိနေပြီးဒီတားမြစ်ချက်ကိုချုပ်ဖြတ်မယ်လို့ကြိမ်ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအယူဖြစ်နေတဲ့အကိုကြီးကသူ့စီပြေးလာပါတယ်အကိုကြီးကိုကြည့်ပြီးကောင်လေးကလက်စားချင်မယ်လို့တနိဋ္ဌာန်ချလိုက်ပါတယ်သားစိတ်နာနေမှအမေသိပေမဲ့တိုင်းပညာဆိုတာခက်ခဲပြီးပါရမီနဲ့အရင်းမြစ်တွေလိုအပ်မှန်းနားလည်ပါတယ်အဖေတုံးကအသက်12နှစ်မှာပေါင်100ခေါင်းလောင်းကိုရိုက်ခွဲနိုင်ခဲ့ပေမဲ့ကောင်လေးကတော့ချစ်ရအောင်မထင်စေခဲ့ပါဘူးကောင်လေးထွက်သွားတော့မှခေါင်းလောင်းကြီးပောက်ကွဲသွားပါတယ်တကယ်တော့အဲ့ဒါကပေါင်100မဟုတ်ပဲပေါင်1တန်းလေးရဲ့ခေါင်းလောင်းကြီးဖြစ်နေတာပါနောက်ပိုင်းမှာကောင်လေးကငယ်သူငယ်ချင်းကောင်မလေးနဲ့တွားတွေ့ပြီးပန်းတက်ပွင့်ပေးလိုက်ပါတယ်ဒါကိုမိထွေးရဲ့သားကမြင်သွားပါတယ်အကိုဖြစ်သူကအဲ့ဒီကောင်မလေးကိုသူ့ရဲ့အနာဂတ်ဇနီးလောင်းလို့သတ်မှတ်ထားတာကြောင့်ရန်စပါတော့တယ်ကောင်လေးကကောင်မလေးကိုခေါ်ပြီးထွက်သွားခြင်းပေမဲ့အကိုလို့သူကတရားမဝင်သားအနေနဲ့ခါညွတ်နှုတ်ဆက်တင်တယ်လို့ပြောပါတယ်ကောင်မလေးကတားလို့ကောင်လေးကခါညွတ်တောင်းပန်လိုက်ရပါတယ်ဒါပေမဲ့အကိုလို့သူကမရက်ပဲကောင်မလေးကိုပါစော်ကားပါတယ်မကြခင်သူ့မိမဖြစ်လာမှလို့မာနတကြီးပြောပါတယ်ကောင်လေးဒီမခံနိုင်တော့ပဲလက်တီးနဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့အမေကိုတတိယသွားပြီးသူ့အားရဲ့90%လောက်ကိုရှော့ချလိုက်ပါတယ်ဒါတောင်မှအကိုလို့သူကမီတာတော်ဝေးဝေးလွင့်ထွက်သွားပါတယ်ဒေါသထွက်နေရဲ့အကိုလို့သူကဖမ်းဖို့အမိန့်ပေးပြီးလူတိုင်းရှေ့မှာခြေလက်တွေချိုးပြမယ်လို့ကြံစီပါတယ်အဲ့ဒီအချိန်မှာအမေရောက်လာပြီးသားကမိသားစုအတွက်စူးစမ်းပေးနေတာပါဆိုပြီးအပြစ်မပေးဖို့တောင်းပန်ပါတယ်ဒါပေမဲ့အကိုလို့သူကခွင့်မလွတ်ပါဘူးအမေကသားကိုကာကွယ်ရင်းတေးစေနိုင်တဲ့ရိုက်ချက်ကိုဝန်ခံလိုက်ပါတယ်ကံကောင်းစွာနဲ့အဖေကအချိန်မီရောက်လာပြီးအကြမ်းဖက်မှုကိုတားလိုက်ပါတယ်ပြီးတော့တိုင်းပြန်ပွဲမှာနိုင်တဲ့သူကမိသားစုကိုဥဆောင်ရမယ့်အပြင်ကောင်မလေးနဲ့လက်ထပ်ရမယ်လို့ကြေညာလိုက်ပါတယ်အိမ်ရောက်တော့ကောင်လေးကတသက်လုံးအဆက်ကွဲခံရတာထက်သေးတာကပိုကောင်းတယ်ဆိုပြီးပြိုင်ပွဲဝင်မယ်လို့အမေကိုပြောပါတယ်ပြိုင်ပွဲနဲ့ရောက်လာပါတယ်အကိုလို့သူကသူ့မှာပြိုင်ပွဲဝင်ခွင့်တစ်စိတ်တုံးမရှိပါဘူးရချင်ရင်ပေါင်100ခေါင်းလောင်းကိုရိုက်ခွဲရမယ်ဆိုပြီးလောင်ပြောင်ပါတယ်အဲ့ဒီအချိန်မှာအယူဖြစ်နေတဲ့အကိုကခေါင်းလောင်းနောက်ကမျက်ပင်တွေကိုဖယ်လိုက်တော့အမေဖြစ်သူကဒါဟာပေါင်1တန်းလေးရဲ့ခေါင်းလောင်းကြီးဖြစ်မှန်မြင်သွားပါတယ်သူ့သားဟာတိုင်းနဲ့ဖျားမှန်းတီးလိုက်ပြီးပြိုင်ပွဲစီပြေးသွားပါတယ်ကောင်လေးရိုက်ခဲ့တဲ့ခေါင်းလောင်းကအပိုင်းပိုင်းဆဆကွဲချေသွားခဲ့ပါတယ်သူ့မှာကြီးမားတဲ့စွမ်းရည်ရှိနေမှန်းမသိခဲ့ပါဘူးပထမပြိုင်ဘက်ကိုအကိုလို့သူကနှစ်ချီတဲ့နဲ့အနိုင်ယူလိုက်ပါတယ်ဘယ်သူမှသူ့ကိုမရှင်နိုင်ကြပါဘူးဒါပေမဲ့ကောင်လေးကကိုမယုံကြည်လို့စင်ပေါ်တက်ဖို့တွန့်ဆုတ်နေပါတယ်အကိုလို့သူကစက်တိုက်ရန်စလာတော့မှနောက်ဆုံးမှာစင်ပေါ်တက်ပြီးစိန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်